chicken လေးစားပါတော့များပြည်သူညီကောင်မတော်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာများပြည်သူများခင်ဗျာကျွန်တော်တို့ဒီကနေ့ရောက်ရှိနေရကတော့လာတာမျိုးနဲ့စေိုးတဲ့အထက်လမ်းမှာပြုလုပ်ကျင်းပတဲ့နဝမကျိန်မြောက်တရုတ်ရွာချင်းပြစ်နဂါအကားလာပြိုင်ပွဲပဲဖြစ်ပါတယ်နဂါအလာပြိုင်ပွဲမှာဆိုရင်တော့ဒီကနေ့ရဆိုရင်တော့နောက်ဆုံးနေ့လည်းဖြစ်ပါတယ်ဒီကနေ့နောက်ဆုံးနေ့မှာဆိုရင်တော့နဂါအရှိအဖွဲ့6ဖွဲ့လည်းဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပြီးပသိမ်အနေနဲ့လည်းနဂါအရှိတစ်ဖွဲ့ဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်ဒီကနေ့ရှင်းပြိုင်မဲ့နဂါအရှိ6ဖွဲ့အနေနဲ့ဘလို့ကောက်ကွက်ဆန်းနေနဲ့ဘလို့မျိုးစွမ်းရည်တွေပြသသွားမလဲဆိုတော့ရွာပြည်သူများလည်းကျွန်တော်တို့နဲ့အတူကြည့်ရှုခံစားဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဒါပြည်သူများခင်ဗျာအခုပထမဦးဆုံးပေါင်းဝင်ရှင်ပြိုင်တဲ့အသင်းကတော့ကမာရွေးမြို့နယ်မှောင်ရွေးအသင်းပဲဖြစ်ပါတယ်ဒီအသင်းကတော့ဘယ်လိုစွမ်းရည်မျိုးနဲ့ကားပြသွားမလဲဆိုတော့ဒါပြည်သူများလည်းကျွန်တော်တို့နဲ့အတူကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်နာမည်ဦးလာဖေပါဒီမှာတာဝန်ထားတာအခမ်းအနားမှုနေတာဝန်ထားပါတယ်ကျွန်တော်ပြေပွဲကျင်းပတာချင်းသေးကျင်းပတာ၄ရက်ငကားအရှိကျင်းပတာ၁ရက်စုစုပေါင်းအားလုံး9ရက်ပါခင်ဗျာပထမတော့ဒိုင်တွေအဖွဲ့ကအမှတ်ပြီးလို့ရှိရင်သူ့အတင်းကိုပေးတယ်ကိုယ့်အတင်းသူပေးမယ်ဖြစ်မှာဆိုတော့ကြောင့်ပြိတ္တများရဲ့ဆန္ဒအများကျတဲ့ဆန္ဒအရာကျွန်တော်တို့ကဆိုရှင်မဲပေးချင်းမဲစနစ်နဲ့ပေးတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့မဲစနစ်နဲ့ပြီးလို့ရှိရင်ကုသိုလ်ကကောင်းတဲ့လူကလည်းအမှတ်များများရရင်ကျွန်တော်တို့စုများများရဖို့ရွေချက်နဲ့ပေးတတ်ပါတယ်ဒီဘာမပြေခင်မှာကျွန်တော်တို့ဘာပြောထားလဲဆိုတော့ပြေကုန်းရဲ့အတင်းများကိုကြိုတင်ပြီးတော့ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒိုင်များအနေနဲ့ပြီးလို့ရှိရင်တချို့ဒိုင်တွေကမှားပေးပြီးမှဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစနစ်ကိုတုံ့ပြန်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြေကုန်းနာမည်ကပြောလို့ပြေကုန်းအတင်းမဲ့ရမယ်အတင်းများပထမအတွဲကပထမပြိုင်မှာဟုံစွန်ဒုတိယအတင်းမှာတော့ကမာယုတ်ကျက်တိန်တတိယအတင်းမှာတော့တာဥကလာပါကျက်တိန်ဖျားကြောင်းအတင်းစရုပ်ရပွဲစဉ်မှာကတော့အော်ဆန်းအတင်းပြစ်စမပွဲစဉ်မှာပသိနန်းဖုတက်လို့ကွာရင်ဗုဒ္ဓဘာသာဘုရားကျောင်းညနေညရဲ့နောက်ဆုံးပွဲစဉ်မှာရှင်ပြိုင်မှာတော့တာမွေကြီးကျန်းနေဘုရားကျောင်းအသင်းလို့ဖြစ်ပါတယ်။ကျွန်တော်တို့ကနေ့စဉ်ကိုကျင်းပလာ9နှစ်ရှိခဲ့ပါပြီ။တရုတ်တန်းမှာတရုတ်ရိုးရဆိုလို့ကျွန်တော်တို့စီယိုလန်တလန်ပဲရှိပါတယ်။ဒါတော့နေ့စဉ်ကျင်းပလာမှာဒီလမ်းရဆိုရှင်တရုတ်တွေရဲ့ကျွန်တော်တို့ယဉ်ကျေးမှုတရုတ်တွေရဲ့ပွဲတော်မှာစီကားဖြစ်သွားအောင်ကျွန်တော်တို့ကရည်ရွယ်ပြီးတော့ကျင်းပခြင်းဖြစ်ပါတယ်။နောက်ချက်ကကျွန်တော်တို့2012ခုနှစ်ကလည်းကမ္ဘာဖလားပြိုင်ပွဲမှာချင်းသေးပြိုင်ပွဲကိုစီယိုတဲ့အန်ဒီဖြင့်နှစ်တင်းသွားရောက်ရှင်မြန်ခဲ့ခြင်းဖြစ်ခဲ့ပါတယ်။အဲဒီအခုလည်းလာမယ့်2014မှာလည်းပြိုင်ပွဲကိုသွားရောက်ရှင်မြန်မှုရွေချက်ရှိနဲ့ကျွန်တော်တို့ကအားကျိုးမှတဲ့နဲ့ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အသိနာမည်ဟုံးရံလို့ခေါ်ပါခင်ဗျာကားကွက်ကကျွန်တော်တို့ဒီနေ့အရှင်ပြိုင်တာ36ကွက်လောက်တော့ရှိမှာထင်ပါတယ်စူးစိတ်ရမယ်ဆိုရင်တော့ဒီအသင်းဖွဲ့စည်းတစ်ခုခုပေါ့အဲ့ဒါတော့ပြန်ပြီးထောက်ပံ့ပေးခြင်းတယ်ကိုကပြန်ပြီးတော့စူတောင်းတာဒီနှစ်သက်မှာပေါ့နော်ဒီတရုတ်နှစ်တကူမှာအကုန်လုံးပေါ့နော်စီးပွားလက်လာပါစေတိုးတက်ကြပါစေပြီးလို့ရှိလို့ချမ်းသာပြီးတော့လူဝင်ဆန္ဒပြေဝကြပါစေစူတောင်းပေးခြင်းပါတယ်ရွာပြည်သူများခင်ဗျာဒုတိယအနေနဲ့ပါဝင်ရှင်ပြိုင်မဲ့အသင်းကတော့ကမာရွတ်ကြက်တိတ်အသင်းပဲဖြစ်ပါတယ်ကျွန်တော်လိုင်မြို့နယ်ပါလိုင်မြို့နယ်ကတော့ကျွန်တော်တို့ကမာရုပ်ကျက်တဲ့ဘုရားကျောင်းဆိုတာရှိပါတယ်အဲဘုရားကျောင်းကနေပြီးကျွန်တော်တို့လောကဒါနလေးလုပ်တာပေါ့ဗျာကားကွက်တော့အကွက်30ကျော်ရှိတယ်ဗျကျွန်တော်ပဲဟိုတင်းလျော်တယ်လို့တော့အလားပါရီတော့ကသွားတာပေါ့နော်ရောက်ဝင်တာတော့ဗျာ
နော်အယောင်ဝင်တာလည်းကလေးတွေလည်းပျော်ပျော်ရွှင်ရွှင်ပေါ့ဒါအဓိကတော့ကျွန်တော်တို့ကဘာလို့မဟုတ်ပါဘူးကလေးတွေပျော်ဖို့ရနေ့တကူဒီဖျားဂရဝပြုတဲ့အပိုင်းမှာပဲနော် ငါပြည်သူများခင်ဗျာအခုတတိယမြောက်အနေနဲ့ကတော့တောင်းကလာကြက်တဲ့အသင်းပဲဖြစ်ပါတယ်ဒီကြက်တဲ့အသင်းနဲ့ဘယ်လိုဆွဲမျိုးတွေပြသသွားမလဲဆိုတာငါပြည်သူများလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ ပုံစံကြောင်းပါပြီနော် ကျွန်တော်ဖွဲ့နေမှာတောင်းကလာမူနကောက်ပဲပါကျွန်တော်တောင်းကလာမြို့နယ်ကလာရှင်းပြနေတာပါခင်ဗျာဒီနေ့ကောက်ပဲမှာကျွန်တော်တို့ဟို2လ3လနီးပါလေ့ကျင့်ထားတဲ့အကွေ့ပေါင်းစုံကိုကျွန်တော်တို့ဒီမှာလာပြီးတော့လက်ပါဆောင်နဲ့ဖျော်ပြသွားမှာပါကိုကျွန်တော်တို့ပထမဆူရဖြစ်မယ်ဆိုရင်တော့ဟိုအတိုင်းတစ်လော်ဝဲတာမိမှာပါဒါပေမဲ့ကျွန်တော်တို့ဘာပဲရဝမ်းမြောက်ပါတယ်ကိုကျွန်တော်ဘက်မှာပါဝင်သူအကုန်လုံးចောင်းသားပေါင်း24ယောက်ပဲရှိပါတယ်ကိုဟုတ်ကဲ့ဒီတရုတ်နှစ်ကူဟိုမြင်းနှစ်မှာဒီနေ့ဟိုကြောက်လာကြတဲ့ပြည်သူအများနဲ့ဟိုနေနေရမရှိတဲ့လူတွေအားလုံးပျော်ရွှင်ဝမ်းမြောက်စွာနဲ့နှစ်သက်ကိုဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကို ဒီပုံစံကိုပေါ်ပြင်မယ်နော်အဲ့ဒါပုံစံပေါ်ပြင်မယ် ငါပြည်သူများခင်ဗျာအခုစတောတာများအနေနဲ့ပါဝင်ရှင်များမဲ့အသင်းကတော့အော်ဆန်အသင်းပဲဖြစ်ပါတယ်ဒီအော်ဆန်အသင်းနဲ့ဘယ်လိုဆွဲရမျိုးတွေပြသသွားမလဲဆိုတော့ငါပြည်သူများအတွက်ရိုက်ကူတင်ဆက်ပေးသွားမှာပါ ကမာရွတ်မြို့နယ်ပါအော်စဝမ်ဒရာဂွန်ကလပ်ပါအားလုံးကြိုးစားကြရပေါ့အဲ့အတွက်လည်းနောက်ဆက်ပို့ပြီးကြိုးစားပါမယ်လို့သူတို့အားလုံးကြိုးစားကြည့်ပြအတင်းကောင်းဆောင်တရားအနေနဲ့ဂုဏ်ယူမိပါတယ်ကျွန်တော်တို့ကအလူတန်းလုပ်ဖို့တော့စိတ်ကူးရှိပါတယ်ဘုန်းကြီးကျောင်းဖြစ်ဖြစ်မိဘမဲ့ကျောင်းဖြစ်ဖြစ်ဖျားမှာပဲဖြစ်ဖြစ်လူသေးရှိပါနှစ်တိုင်း ပြပြပြည်သူများခင်ဗျာငါးသင်းမြောက်အသင်းနေဖြင့်ပါဝင်ရှင်များမဲ့အသင်းကတော့ AR တိုင်းဒေသကြီးပသိမ်နန်းဟုကွာရန်တက်တက်လွတ်ဖရားကျောင်းမှာအသင်းပဲဖြစ်ပါတယ် လမ်းကိုအဆုံးမဖြစ်ပါနဲ့ခင်ဗျာ
ကျွန်တော်ပြောရတယ်တော့ပြောတာနော်ပြောရပါလေနည်းနည်းကြားတယ်နော်ဒါပြည်ပြည်ဆိုင်ရာတော့ကလေးတွေအဖေကိုတဲဖို့နေနောက်ကိုနည်းနည်းဆိုတော့ဗျာမာမဏိတမတော်တယ်မာမဏိတမတော်တယ်မာမဏိတမတော်တယ်ပသိမ်မျိုးပါပသိမ်မျိုးရဲ့အမှတ်9ရက်ကွက်ကနေပသိမ်နံဖူးကွာရင်မဲတော်ဘုရားကျောင်းနေလာရောက်ပြီးတော့လာရှင်ပြန်ခြင်းဖြစ်ပါလေအပေါင်းဝင်တို့အယောက်50ပါကားတဲ့လူယောက်40တီးတဲ့လူ10ယောက်ပါပါတယ်ပထမစုရလဲရတဲ့ပတ်စံတွေအကုန်လုံးဘုရားကျောင်းရဲ့တိုးချက်တိဆောက်ဖို့တော့ကိုပဲထဲမှာဖြစ်ပါတယ်အားလုံးကဒီကလေးတွေအားလုံးအကျုံးမဖတ်ဘဲနဲ့ကိုကျုံးမဖတ်ဘဲနဲ့လာပြီးတော့ကားလာဖြစ်ပါတယ်နေ့တစ်ကူမှာအားလုံးကြောက်ရှင်ချမ်းမြေပါစေစီးပွားလာပါတိုးတက်ပါစေရှင်ကားမေးရောက်တဲ့ချမ်းစာပြီးအားလုံးကြီးပွားတိုးတက်ပါစေရှင်းတဲ့ခွာလာလမ်းဖင်ဟန် ရပြီသူများခင်ဗျာအသင်း6တင်းအနေနဲ့ပါဝင်ရှင်ပြိုင်မဲ့အသင်းကတော့တာမွေကြီးကျန်းတဲ့အသင်းပဲဖြစ်ပါတယ်တောင်ဝေးကျန်းနေဖျားကြောင်းပါခင်ဗျာကျွန်တော်တို့ကဒါရိုးရစင်တာမပြတ်ပါကျွန်တော်တို့ကအဓိကပထမစုဆိုတာတဲ့ကျွန်တော်တို့ဒီမှာလာပြီးတော့စေဝနမိသားစုရည်နေတကွာဒီမှာလာရောက်ကြည့်ရှုနေတဲ့ပရိသတ်တွေကိုကျွန်တော်လာရောက်အဓိကလာဖျော်ပြတာပါရိုးရစင်သက်မပြတ်သူတို့ဖော်ထုတ်နေတဲ့ဟာကိုကျွန်တော်တို့ကဝိုင်းဝန်းပြီးကူညီပံ့ပိုးတာပါဒါကျွန်တော်တို့အဓိကကျွန်တော်တို့လုပ်တဲ့အလုပ်ကလည်းဒီဖျားကြောင်းကျန်းနေဖျားကြောင်းအတွက်ကျွန်တော်တို့လုပ်တာပါနှစ်တစ်မွေနှစ်ကနေမြင်းနှစ်ကိုပြောင်းတဲ့ချိန်မှာနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကျွန်တော်တရုတ်လူမျိုးမှမဟုတ်ပါဘူးတခြားလူမျိုးတွေအားလုံးအကုန်လုံးပေါ့နော်ကျန်းမာချမ်းသာသာနဲ့စိတ်ကြမ်းမာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကျွန်တော်တို့လူဝင်ဆန္ဒတစ်လုံးတစ်ဝါနဲ့ပြည့်စုံပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာစုတစိတ်များကိုတော့ပွဲကြည့်ပရိသတ်များရဲ့မဲရည်အတွက်ဖြင့်ဆုံးဖြတ်ခဲ့ပါတယ်အဲဒီနောက်စက်ထမစုကိုတော့ဟုံရွံအသင်းမှ၄မှတ်ဖြင့်ရရှိခဲ့ပါတယ်ပြစ်စမစုကိုတော့တောင်းကလာပါကျန်းတိတ်အသင်းမှ14မှတ်ဖြင့်ရရှိခဲ့ပါတယ်အဲဒီနောက်စတုသားစုကိုတော့ကမာရွတ်အော်ဆန်အသင်းမှ15မှတ်ဖြင့်ရရှိခဲ့ပါတယ်တတရာစုကိုတော့တာမွေကြီးကျန်းတဲ့အသင်းမှအမှတ်20ဖြင့်ရရှိခဲ့ပါတယ်ဒုတိယစုကိုတော့ပသိမ်နန်းဖူးကွာရန်တသက်လို့ဘုရားကျောင်းအသင်းမှ28မှတ်ဖြင့်ရရှိခဲ့ပါတယ်နဂါးရှေ့ပြိုင်ပွဲရဲ့ချန်ပီယံစုပထမစုကိုတော့ကမာရွတ်ကျန်းတဲ့အသင်းမှ32မှတ်ဖြင့်ရရှိခဲ့ပါတယ်ချစ်ခင်လေးစားပါတော်များပြည်သူများခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့လာတာမျိုးနဲ့စင်ဝတန်အထက်လန်နဲ့ပြုလုပ်ကြပါတဲ့နဝမကျိန်မြောက်တရုတ်ရွာနဂါးချင်းတဲ့အခါလာပြိုင်ပွဲပဲဖြစ်ပါတယ်ဒီကနေ့ညမှာဆိုရင်တော့နဂါးရှေ့ပြိုင်ပွဲများကိုလည်းပြုလုပ်ကြမှာသွားခဲ့တာဖြစ်ပါတယ်ဒီနဂါးရှေ့ပြိုင်ပွဲဆိုရင်တော့ချန်ပီယံဆုအနေဖြင့်ကမာရွတ်ကျက်တဲ့အသင်းကလည်းစုခုရရှိသွားခဲ့ပါတယ်ဒီစီစဉ်ကိုကြည့်ပြီးတော့များပြည်သူများလည်းကြားနေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်စောင့်မျှော်ကြည့်ရှုနေကြတဲ့များပြည်သူညီကောင်မောင်တို့များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ